ရှိတယ်နော်ကိုကိုHello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ညီမနှစ်ယောက်ပေါင်းပြီးတော့ဒီ online မှာအရန်ခေတ်စားနေတဲ့ Bangsin ဆိုတဲ့ cafe ဆိုင်ကိုပေါ့အဲ့ဒါကို online မှာအသားတွေးလို့ဆိုမှကဲသွားကြတာပေါ့ဆိုမှနှစ်ယောက်သားရောက်သွားပါတယ်ဝင်ချင်းကတော့သူကတော့စိမ့်လန်းဆိုပြီးပေဝါနဲ့ရှုခင်လေးတော်တော်လေးလာပါတယ်ဒါဝင်ချင်းဂိတ်နားမှာပဲအခုတော့ coffee ဆိုင်အထက်ထဲကိုဝင်ပါပြီဆိုတော့တို့သွားတော့ကကြောက်ဒီ Halloween နေရာမပြီးသေးတော့ဒီ Halloween decoration တွေလည်းကြံသေးသေးတာပေါ့နော်ပြီးရင်ဒီ coffee ဆိုင်ကိုတော့ကိုရီးယား MRT နဲ့လာချင်တယ်ဆိုရင်လည်း MRT ခလောင်သွယ်ထိစီးပြီးတော့အဲ့ကနေလမ်းလျှောက်10မိနစ်လောက်လျှောက်လိုက်ရင်တော့ဒီနေရာဒီ location အတိအကျကိုရောက်ပါတယ်ဒါပေမဲ့ဆိုနန်းတို့ကကျတော့ဆိုင်ကယ်နဲ့ပဲသွားရအဆင်ပြေတယ်ဆိုလို့ဆိုင်ကယ်ပဲတခါတည်း book လုပ်ပြီးလာလိုက်တာပါကိုက MRT နဲ့လာချင်တယ်ဆိုရင်လည်းအဆင်ပြေပါတယ်ခလောင်သွယ်ထိသွားပေးပါပြီးရင်ကိုကတော့ဒီလိုစိမ့်လန်းဆူပြေတာကြိုက်တယ်ဆိုရင်တော့လာပေးပါလို့ recommend လုပ်ပါတယ်သူကတော့လုံးဝစိမ့်လန်းဆူပြေအပြည့်အဝကိုရှိပါတယ် menu မှာတော့ food and beverage နှမျိုးလုံးပါပါတယ်ကိုကြိုက်နေတဲ့ရာမှာစားလို့ရပါတယ်ဒါပေမဲ့ the price ကတော့နည်းနည်းလေး high ရှိပါတယ်ဘာလို့လဲဆိုတော့ coffee ဆိုင်ကြောက်နေမှာပေါ့ဈေးကတော့ပြည်တယ်တဲ့နေရာနဲ့စားဆိုတော့နေရာလာတယ်နေရာလာတော့သူကဈေးကတော့နည်းနည်းလေးဈေးရှိပါတယ်ကိုနဲ့တော့တိတ်ပကဲဒါပေမဲ့လည်းကိုရီးယားဆိုနမ်ကဒီ vlog ကြည့်တဲ့သူကိုပေါ်တော့ပြစေချင်လို့ဆိုမှဒီ cafe ကိုလာရတာပေါ့ပြီးရင်အခုက internet မှာလည်းဒါအရင် famous ရှိရဆိုတော့ဒါကြည့်မယ်ပေါ့ဒီအနောက်မှာတော့ fish ရဲ့အစားအစာကျွေးနေရတာဒီလိုလဲအစားအစာတွေဝယ်ပြီးတော့လည်းကျွေးလို့ရပါပေါ့အခုကတော့ order တော့လုပ်ပြီးသွားပါပြီအများကြီးတော့မ order တော့မလုပ်ထားပါဘူးနည်းနည်းပဲစားနိုင်ဆိုအများကြီးတော့မစားနိုင်ဘူးဆိုလို့ကဖေးကတော့တတိလေးတော့မဟုတ်ပါဘူးအဲကြောင့်မလို့ order မရောက်ခင်တော့နေရောက်သားသွားပြီးတော့တက်ပုံဗီဒီယိုတွေတွဲရကြပါတယ်သူကလုံးဝဒီလို waterfall ပုံစံလုပ်ထားပေါ့ဗီဒီယိုပဲရဖိုတိုပဲရတော်တော်လေးလာပါတယ်ဒီဘက်နေရာမှာတော့အချိန်ကတော့မနက်10:00နာရီကနေဆိုရင်စဖွင့်ပါပြီဒါပေမဲ့သွားမယ်ဆိုရင်တော့နည်းနည်းစောသွားတာပဲကောင်းတယ်ဥပမာ10ခွဲ17လောက်သွားတာတော့အကောင်းဆုံးပါဘာလို့လဲဆိုနောက်ပိုင်းကျတော့လူတော်တော်များများလာတဲ့ချိန်ဆိုကိုကဓာတ်ပုံရိုက်မဲ့ချိန်ဆိုရင်ဓာတ်ပုံရိုက်လို့စင်မပြေဘူးပေါ့ဘာလို့ဆိုတယောက်ချင်းစီအလဲပေးနေရတယ်ဆိုတော့ဓာတ်ပုံနဲ့အရိုက်လုံးလို့မိနေတာကိုစားဖို့လည်းကြံသေးတယ်ဆိုမှပြေးလာခဲ့အခုကတော့ဓာတ်ပုံတွေပါတယ်ဗီဒီယိုတွေတော့ရက်ခဲ့ပါပြီပိုက်စားနေပါပြီပီဇာတော့ရပါပြီပီဇာစားလိုက်ပါဦးမယ် Let me try ဒီတော့ပါဟဲ့ဒီတော့စားကောင်းတဲ့ထဲတော့မပါအောင်ပုံမှန်ပဲဒါပေမဲ့ဈေးက high ဖြစ်နေဘာလို့လဲဆိုတော့နေရာကြောက်နေမှာနေရာရှိတဲ့အတိုင်းသူကလုံးဝ authentic လောက်ထားဆိုတော့အခုပီဇာမင်းကြည့်ပါမယ် cheese pizza မှာထားပါပြီးသားဖြစ်လို့နည်းညက်ထဲလိုက်မှာစိတ်မှာကဲဆိုနမ်းမျိုးတာလေးလည်းကြည့်ပေးကြပါအောင်လာလို့မျိုးနေတဲ့ချိန်ဒီမှာပဲအဝစားမယ်လို့တွေးပြီးတော့လုံးဝမလာကြပါနဲ့စေးကြည့်လို့ပါပြီးရင်ဒီဓာတ်ပုံရိုက်ဖို့ spot တွေလည်းအကုန်လုံးနေရာမှာလုံးဝဘယ်နေရာပဲနေပေါ့အကုန်လုံးနေရာမှာလာပါတယ်လုံးဝအစင်ကိုပြေပါတယ်ပြီးရင်ခဏစားပြီးတော့ခုနကျတော့ coffee ဆိုင်တစ်ဖက်ပဲပေးရသေးတယ်ဆိုတော့အခုနောက်တစ်ဖက်ပြန်တော့ပတ်ကြပါတယ်ဆိုနာအစားထင်တာကျတော့တချို့နေရာမှာပန်းအတူတွေတက်ထားတယ်ပေါ့ဘာလို့လဲဆိုနမ်းလည်း online ကနေကြည့်တဲ့ချိန်အဲ့လိုထင်ခဲ့တာဒါပေမဲ့မဟုတ်ပါဘူးအကုန်လုံးပန်းနေလဲအစ်စ်တော်တော်လေးကို authentic ကိုစံနာပါ
ကဓာတ်ပုံအလွင့်ရချင်တယ်ဆိုရင်တော့တယောက်တည်းတော့လုံးဝမလာပါနဲ့ဒီမှာတယောက်တည်းလာရင်တော့ဘယ်သူမှဘယ်သူ့ကိုဓာတ်ပုံရိုက်ပြီးမအားကြပါဘူးအကုန်လုံးကကိုယ့်အနေကိုပေါ့ဒီလို skeleton အတိုင်းပေါ့တယောက်တည်းကြံနေခဲ့ပါမယ်အဲကြောင့်တကယ်ချင်းကိုတော့ခေါ်ခဲ့ပါ ထိုင်မဲ့နေရာပါလောက်ထားပြီးသားထိုင်ပြီးတော့ post ပေးရအောင်ပေါ့ဒါပေမဲ့ခက်တာညီမသူ့ရဲ့ blog နဲ့သူမအားနေကဲတယ်ပြင်ဆိုနေမလားအရင်စိတ်တော်နော်ဒီမှာတော့ဒီသားဒီမှာလုံးဝတုံးနဲ့စောင့်နေတယ်ခါတဲ့ပေးသွားရအောင်နော်ကဲတယ်ရေရေမေးချစ်တယ်နော်ကို ပြန်တော့မှာမယ်တပွန်လေးရေးပြီးရေးလေးပြီးရင်သူကတော့အချင်းအကန့်အသတ်မလုပ်ထားပါဘူးကိုချိုင်းနေတဲ့လောက်နေပြီးတော့ဓာတ်ပုံကိုစိတ်ဘွားအောင်ပေါ့ဓာတ်ပုံတွေပါတယ်အကုန်လုံးရိုက်ပြီးမှသွားလို့ရပါတယ်အဲ့တခုလည်းကောင်းတာပေါ့ဆိုတော့နေရောက်တော့စိတ်ဝကိုကအကုန်ဝသွားလို့အခုကတော့ပြန်တော့ပါမယ်ဆိုမှတွေးလိုက်ပါပြီအဲ့ကနေတော့ဆိုင်ကနေပဲပြန်တော့ပါပြီ bye bye thank you for watching